ဘာတွေ့လို့ဆိုလို့ရှိရင်ထမ်းပင်လောက်ရှိတဲ့အရက်ကြီးနဲ့တကူလုံးကလည်းမီးတွေရဲရဲတောက်ပြီးလက်တစ်ဖက်မှာလည်းပဲလက်တစ်ဖက်မှာလက်ချောင်းတစ်ချောင်းပဲရှိတယ်အဲ့ဒီလက်ချောင်းတစ်ချောင်းမှာလည်းပဲလက်သေးကြီးတွေကအရှည်ကြီးတွေနဲ့သူ့ကြောကုန်းကိုသူခွာစားနေတဲ့ပြိတ္တာကြီးတကောင်သွားတွေ့တယ်။အော်ဟစ်ညင်းညူတဲ့အတန်နဲ့အဲ့ဒီထူးဆန်းတဲ့တတ္တဝါကြီးကိုသူသိတော့တွေ့ရတဲ့အခါကျတော့ဒါကြီးကိုထူးဆန်းပြီးတော့သူကြည့်နေတယ်ပေါ့တရက်ပင်ရိတ်ကနေပြီးတော့ကြည့်တနေ့ကုန်ပဲအဲ့ဒီတတ္တဝါကြီးဟာဆင်းရဲဒုက္ခတွေခံစားရပြီးနေလဲဝင်သွားရောဘာဖြစ်သွားတယ်ဆိုထမ်းမင်တော့အရက်ကြီးကလည်းပျောက်သွားတယ်မိတွေလည်းငြိမ်းသွားသူ့ရဲ့ပုံပန်းတဏ္ဍာကပြောင်းသွားတယ်နတ်သားလေးဖြစ်သွားတယ်အဲ့အချိန်ကျခုနကတော့ဒုက္ခခံနေရတာဆိုတော့ तू မေးလို့မရဘူးလေအဲ့ဒါလို့နတ်သားအသွင်ပြောင်းသွားတဲ့အခါကျတော့သူ့ရဲ့အချမ်းရံနတ်သမီးတွေအလုံးကရောက်ရှိလာပြီးတော့သူနဲ့တွေ့တဲ့အခါအဲ့ဒီကျတော့မှမေးတာပေါ့ဘယ်လိုလဲခုနကတော့ကြောက်เสียအယုတ်ကြီးဒီကိုယ်လုံးကလည်းမီးတွေဟုံဟုံတောက်ကိုကြောဖုံးကိုကိုလက်သေးနဲ့ကိုခွာပြီးတော့စားနေရတယ်ပေါ့အော်ဟစ်ညင်းညူပြီးတော့နေရပြီးတော့အတန်ဆိုးကြီးနဲ့အော်ဟစ်ပြီးတော့မကြောက်ဝမနာတာအတန်ကြီးနဲ့စူးညံပြီးတော့ဒီလိုဒုက္ခတွေခံနေရတာစောစောအမြင်နဲ့အခုကျတော့လေချောလို့လှလို့နတ်သားအသွင်ဖြစ်နေပါမေးတော့ तू ကဝေမာနိကပြိတ္တာနေဝင်သွားတာနဲ့တပြိုင်နက် तू အကုသိုလ်ကဂုံသွားပြီးကုသိုလ်ကအကျိုးပေးတာနော်နေ့လယ်ပိုင်းမှာဆိုရင် तू အကုသိုလ်ခံရတယ်နေထွက်လာတာနဲ့ तू ရုပ်ကပြောင်းသွားနေဝင်သွားတာနဲ့ तू ရုပ်ကအကောင်းပဲပြန်ရောက်သွားပြန်အဲ့ဒီတော့အဲ့ဒီပြိတ္တာကယသိကြီးကိုမေးတယ်ရှင်သေးကြီးကျွန်ုပ်ကိုမမှတ်မိဘူးလားတဲ့အေးမမှတ်မိဘူးရှင်သေးကြီးဘယင်းဘဝတုန်းကကျွန်ုပ်ဟာရှင်သေးကြီးရဲ့ပရောဟိတ်ပုံနာကြီးပဲတဲ့ဟောအဲ့ကြတော့မှ तू က